နာယူဒို One Piece နဲ့ Bleach တို့ဟာ2000ပြည့်နှစ်ကာလတွေရဲ့ Big 3 Enemy အဖြစ်လူသိများကြပါတယ်။ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှဖန်တချို့ကမေးခွန်းထုတ်လာကြတယ် What? Bleach ကတခြားနှစ်ခုနဲ့ရှင်ရင် Big 3ထဲမှာပါဝင်ဖို့တကယ်ရောထိုက်တန်ရဲ့လားပြီးတော့ Bleach က Big 3ထဲမှာအဆိုးဝါးဆုံးလားဒီနေ့ဗီဒီယိုမှာတော့ဒါကိုကျွန်တော်တို့အသေးစိတ်သုံးသပ်ကြည့်ကြရအောင်ပါပထမဦးဆုံးအနေနဲ့ Bleach ရဲ့လူပြောများတဲ့အားနည်းချက်တွေအကြောင်းနဲ့စပါမယ်Bleach ရဲ့အားတွေကဘောင်းအားဟာဖန်တော်များများကြားမှာကြည့်ရတာတန်ဖိုးမရှိဘူးလို့အပြောခံရဆုံးတစ်ခုဖြစ်ပါတယ်။မူရင်းမန်ဂါထဲမှာမပါတဲ့ enemy only filler ဖြစ်တာကြောင့်အားနည်းချက်တော်တော်များများရှိနေတာပါ။ဒီအားဟာစုစုပေါင်း45ဘိုင်းလောက်ကြာမြင့်ပါတယ်။အကောင်းဆုံးလို့သတ်မှတ်ခံရတဲ့ဆိုဆိုင်ရဲ့ဒီအားအပြီးမှာဒီအားကပ်ပါလာတာက Bleach အတွက်အကြီးမားဆုံးရှုံးနိမ့်မှုပါဘောင်းအားဇက်ကောင်ပုံစံတွေကလည်းအခြားတွေကဘီလိန်တွေလောက်အမှတ်ရစရာမကောင်းပါဘူးပလော့သွားနှုံးကလည်းနှေးကွေးပြီးစုပ်ပြတ်တတ်နေတာပါဒါကြောင့်မို့လို့တင်ဟာ Bleach ကိုပထမဆုံးအကြိမ်ကြည့်နေတာဆိုရင်ဒီအောက်ကိုကြော်ကြည့်ဖို့အကြံပြုလိုက်ရပါတယ်နောက်ထပ်အားနည်းချက်တွေကတော့အလွန်အမင်းထက်တလဲလဲဖြစ်နေတဲ့ဇလန်းပုံစံတွေပါဇလန်းအားအများစုဥပမာဆိုဆိုင်ရတီအားနဲ့ခွေကိုမွန်ဒိုအားဟာတူညီတဲ့ပုံစံအတိုင်းဖြစ်နေတယ်လို့ဖန်အချို့ကဝေဖန်ကြပါတယ်ဥပမာရန်သူခံတထဲကိုအဖွဲလိုက်ဝင်ရောက်ခြင်းအထက်တိုင်းမှာအဆင့်ဆင့်တိုက်ခိုက်ခြင်းဇက်ကောင်တိုင်းဟာကိုယ်ပိုင်ပြိုင်ဘက်နဲ့ one on one တိုက်ခိုက်ရခြင်းစတာတွေဖြစ်ပါတယ်နောက်ပြီးတော့မန်ဂါဇက်သိန်းကိုမေကွန်းပေါင်းများစွာနဲ့ပြီးဆုံးသွားတာကလည်းပြောစရာဖြစ်လာပါတယ်။ Bleach မှာစိတ်ဝင်စားစရာကောင်းတဲ့ character တွေအများကြီးရှိပေမဲ့သူတို့ရဲ့နောက်ခံဇာတ်လမ်းနဲ့စွမ်းအားတွေကိုကောင်းစွာအသုံးမချဘဲပစ်ထားခဲ့တယ်လို့ဝေဖန်ခံရပါတယ်။နောက်ဆုံးအားဖြစ်တဲ့တောင်ဆန်း Year Black War ရဲ့အဆုံးသက်ပိုင်းဟာမန်ဂါစာရေးဆရာကူဘိုရဲ့ကျမ်းမာရေးပြဿနာတွေနဲ့ Weekly Show နန်ချက်မဂဇင်းဘက်ကအချိန်ဖိအားပေးမှုတွေကြောင့်အလင်းစလိုအဆုံးသက်သွားခဲ့တယ်။ဒါကြောင့်ဇက်ကောင်တွေရဲ့နောက်ခံဇလန်းများစွာနဲ့ပဟေလီအဖြေများဟာဖြေရှင်းမပေးနိုင်ပဲ Bleach မန်ဂါဟာပြီးဆုံးခဲ့ရပါတယ်။နောက်ဆုံးအနေနဲ့ကတော့အားနည်းချက်ဆိုတာထက် Bleach ကကျန်တဲ့နှစ်ခုနဲ့မတူညီတဲ့အချက်တွေကိုပြောမှာပါ။ကျန်တဲ့နှစ်ခုမှာဆိုရင်နာယူဒိုကဟိုကာကဲဖြစ်ချင်တယ်လူဖီကပိုင်ရကင်းဖြစ်ချင်တယ်သူတို့နှစ်ဦးလုံးမှာကြီးမားတဲ့မျှော်လင့်ချက်တွေရှိပြီးအဲ့ဒီလမ်းကြောင်းပေါ်မှာပေးဆက်ရတာတွေရှုံးနိမ့်မှုတွေကပရိသတ်ကိုငိုရလောက်အောင်ဖြစ်စေပါတယ်။အီချီကိုရဲ့ရည်ရွယ်ချက်ကကာကွယ်ဖို့Protecting တက်ပါပဲသူကတခုခုဖြစ်ချင်တဲ့ဆန္ဒထက်သူ့အနာကလူတွေကိုကာကွယ်ဖို့ပဲကြိုးစားတာပါဒါကြောင့်ဇလန်းကပိုပြီး reaction တွေစံပြီး personal feeling ထက်တာဝန်ယူမှုကိုပိုပြပါတယ်နောက်ပြီးတော့ emotional ဖြစ်မှုပါနာရူတိုတွေကဇက်ကောင်တွေဥပမာအီတာချီဂါရာဒါမှမဟုတ် One Piece ကဇက်ကောင်တွေဥပမာ Robin Sanji Brook တို့ရဲ့ backstory တွေကတကယ်ကိုရင်နာစရာကောင်းအောင်ရေးထားတာပါBleach မှာတော့ဇက်ကောင်အတော်များများရဲ့အတိတ်ကနက်နဲတယ်လို့ပြောလို့ရပေမဲ့ဝမ်းနည်းစရာအပိုင်းမှာတော့အရှိနှစ်ခုလောက်မပြင်းထန်ပါဘူး Bleach က Rule of Cool ပေါ်မှာအခြေခံပါတယ်ဘန်ကိုင်းတွေ transformation တွေကြပြဆန်တဲ့စကလုံးတွေနဲ့ဘားသွားတွေကိုပိုသားပေးပါတယ်နာယူတိုနဲ့ One Piece ကတော့ဘက်တရီကြားထဲမှာခန်းစားချက်တွေကိုအများကြီးထည့်သွင်းပါတယ်တိုက်ပွဲတစ်ခုပြီးသွားတဲ့အခါခွန်အားတိုးသွားတာထက်စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားတာကိုပိုမြင်ရတတ်ပါတယ်ဒါတွေကတော့ Bleach ရဲ့အားနည်းချက်တွေနဲ့ကျန်တဲ့ enemy နှစ်ခုနဲ့မတူညီတဲ့အကြောင်းအရာတွေပါနောက်ဗီဒီယိုမှာတော့ Bleach ရဲ့အားသာချက်တွေအကြောင်းအနေနဲ့ part 2ကိုဆက်လက်တင်ဆက်ပေးသွားပါမယ် Bleach ကိုနန်းတွေကိုတင်ဆက်ပေးနေမှာမို့လို့ follow လေးတွေလုပ်ပေးခဲ့ပါဦး